ဘွားတစ်ခုအောင်မြင်ဖို့အတွက်ကျမတို့ကဘလို့အရာတွေနဲ့ရာခိုင်နှုန်းပြည့်မီရင်ကိုဘွားမြန်မြန်ဆန်ဆန်အောင်မြင်စေတာလဲဆိုတာကိုကျမဒီနေ့မျှဝေပေးချင်တယ်အဲ့ဒါကတော့ကျမတို့ကလက်တွေ့မှာကျမတို့ကပညာရက်တစ်ခုရှိတယ်အသက်မွေးဝမ်းကြောင်းဖို့အတွက်ပညာရက်တစ်ခုရှိတယ်အဲ့ပညာရက်ဒီတကယ်တော့ကျမတို့ကရာခိုင်နှုန်းအပြင်100%ပဲရှိပါတယ်1%ပဲရှိပါတယ်အဲ့ဒီကိုယ့်ရဲ့ဘဝမှာလုပ်ငန်းတစ်ခုမှာကိုရက်တီလိုက်တဲ့လုပ်ငန်းတစ်ခုမှာအောင်မြင်ဖို့အတွက်ကတော့ပညာရက်တစ်ခုက1%အဲ့ပေါ်မှာသွားမဲ့စိတ်ထားကတော့99%အဲ့နှစ်ခုပေါင်းလိုက်တဲ့အချိန်မှာ100%ပြည့်မီမှလာလေကျမတို့ရဲ့ဘဝမှာစိတ်အချမ်းသာခြင်းကိုယ်အချမ်းသာခြင်းတွေနဲ့ကျမတို့ကအောင်မြင်မှုစီကိုတက်လှမ်းနိုင်တာပေါ့နော်အဲ့ဒါကျမပြောပြချင်တာကတော့ကျမခုနကပြောသလိုပညာရက်တစ်ခုကိုတင်လိုက်မယ်ဆိုရင်ဒါတင်ဒါလုပ်ဒီတိုင်းပဲပြီးသွားပြီဒါဆိုရင်စိတ်ထားကကျတော့ကျမဆိုရင်ဆက်ချုပ်တက်တယ်ကျမဆက်ချုပ်ခဲ့စင်တော့ကဆိုရင်ကျမလူတယောက်ကိုဘယ်တော့မှဖြစ်တယ်လို့မလုပ်ပေးလိုက်ဘူးကျမနှလုံးသားထဲကနေအော်ဒါလေးကငါပစ္စည်းဒါလေးကငါအစဆိုရင်ဆိုတဲ့စိတ်ကလေးနဲ့ကျမကတေးချာဝန်ဆောင်မှုပေးတယ်စိတ်ရှည်လက်ရှည်ကျမလုပ်ပေးတယ်ဒါကြောင့်ကျမချိုစင်ဆိုတာနေရာတိုင်းမှာကျမနဲ့ဆက်ဆံဖူးတဲ့လူတွေဆိုသိတာပေါ့နော်ချိုစင်ဆိုရင်စိတ်ချတယ်ဆိုတဲ့လူမျိုးတွေအများကြီးရှိခဲ့တယ်ပေါ့နော်အဲ့လိုပဲကျမတို့ကလုပ်ငန်းတစ်ခုကိုလုပ်တော့မယ်ဆိုရင်အဲ့လိုစိတ်ထားတွေကကိုချင်းစာစိတ်ကျမတို့ကမေတ္တာတရားဒါတွေကအရန်ကိုလိုအပ်ပါတယ်စိတ်ထားကြောင်းနဲ့ပြောမယ်ဆိုရင်တော့ပြောလို့မကုန်နိုင်အောင်များပြားတာပေါ့နော်ဒါကျမအချင်းချင်းလေးစိတ်ထားက69%နဲ့ကျမတို့ကသွားပြီးတော့လုပ်ငန်းက1%နဲ့သွားမယ်ဆိုရင်ကိုလောက်နေတဲ့အလုပ်တစ်ခုကတကယ်ကိုအကျိုးဖြစ်ထွန်းပြီးတော့အောင်မြင်ပါတယ်ကဲစားတောက်ဆိုင်တစ်ဆိုင်ကြည့်လိုက်မယ်စားတောက်ဆိုင်ဆိုဒီလိုပဲလေဟာဖြစ်ပြီးရောတချို့ဆိုဝန်ထမ်းနဲ့လွှဲထားတယ်ကိုယ့်ရဲ့ဆိုင်ကအောင်မြင်ဖြစ်ထွန်းမှုတွေကရော့နေတာဒါကလာစားတဲ့လူcustomer ကပဲသိတယ်တချို့ကကျတော့အဲ့လိုမဟုတ်ဟာဝန်ဆောင်မှုပိုင်းမှာလိုလေသေးမရှိစေတနာနဲ့သူတို့စားသွားတဲ့သူတို့ပေးလိုက်ရတဲ့တန်မိုးနဲ့ငါတို့ပေးလိုက်တဲ့ဝန်ဆောင်မှုနဲ့ငါတို့ပေးလိုက်တဲ့ဒီအစားအသောက်တန်မိုးနဲ့ညီမျှပါစေတော့ဆိုတဲ့စိတ်စေတနာတွေနဲ့ထားတဲ့ဆိုင်တွေဒီအများအပြားအောင်မြင်တာအများကြတယ်အဲ့တော့ကျမတို့ကဒီ99%ကတကယ်ကိုဘဝမှာရေးကြည့်ပါတယ်သင်ကြားမှုက1%ပါပဲဒါကြောင့်ဒီနေ့ဒီဗီဒီယိုလေးကနေကိုအတွက်တွေးခေါ်ကောင်းလေးတစ်ခုရခဲ့ရဆိုရင်တော့ comment မှာတစ်ခုခုလေးတော့ရေးသားပေးလိုက်နော်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်